ကိုလုံးနဲ့ကိုဟိုသွားဒီသွားဟိုပြည်ပြည်လုံနေတဲ့ဒီဘန်ကောင်းမြို့ကြီးမှာအချိန်ကဘလို့ကုန်သွားလဲဤတော်မသိရဘူးဟုတ်တယ်လူတိုင်းကတရက်ကို24နိုင်ရတာမှန်နဲ့ဒါပေမဲ့အဲ့ဒီတရားနဲ့ကိုယ့်အတွက်အချိန်ထုတ်ရတာအလုံးပဲခက်တယ်ကျွန်တော်လည်းအခုမှဘန်ကောင်းမြို့ရောက်တဲ့လူငယ်တယောက်ပါ5 million. Look, आप मुझे नहीं समझ। ऐसा सो आप पेशेंट है भैया आपने कैसे बन लो रेडी ဟာတကယ်ချင်းဘန်ကောက်ရောက်နေရဆို အေးဟာလင်းငယ်လောက်ရှိပြီရောက်တာ ना माचिस What you making? Oh, I'm just... အေးအလုပ်စားလုပ်ပြီလားမလို့ရသေးဘူးလားမလို့လဲချင်းနေ အေးအခုမှရောက်တာ4-5ရက်ပဲရှိသေးတယ်အခုလဲအောင်မယ်နောက်မှအလုပ်ရှာလုပ်မယ်လေ အေးကောင်းပါလေကွာအချင်းရတော့ကောင်းကောင်းလဲလိုက်နော် အေးပါမနေ့ကလဲဖို့ရှိတယ်လိုက်ခဲ့လေ နောက်မှလိုက်မယ်ကွာအလုပ်ပေးရမရှိဘူး ဘန်ကောက်မြို့ရောက်ချင်းလဲရတာတော့လုံမဲကောင်းတယ်သွားစီရနေရာတွေလည်းအများကြီးသွားတဲ့လမ်းကြောင်းတွေလည်းအများကြီးရထားဆိုင်ကယ်ကားတင်းမို့အကုန်စီးလို့ရတယ်မနဲ့နေလေည24နိုင်လုံးလင်းနေတဲ့ဘန်ကောက်မြို့ကြီးကအလုံးပဲပြောဖို့ကောင်းတယ်ကျန်နေငယ်နောက်ပိုင်းမှာဘန်ကောက်မြို့မှာအလုံးမရှိရင်နေရတာကတည်းဆိုတာကျွန်တော်သိသွားတယ်အေးအလုပ်လေးပါလေးကြာရင်ပြောလေအလုပ်ရှာတာအရာကိုမြင်နိုင်တော့အလုပ်က အေးအခုအလုပ်ရတာခက်တယ်ကွာဒါပေမဲ့ငါရှာပေးကြည့်မယ်လေနော် အေးရှာပေးကြည့်လေအလုပ်ရတာတော်တော်လေးကိုခက်နေတာ မင်းလည်းလေဈေးတွေမှာသွားရှာကြည့်လိုက်ငါလည်းဒီဘက်ကရှာပေးမယ်နော် အေးမနေ့ကငါလည်းဈေးတွေသွားဖို့အစီအစဉ်တော့လုပ်ထားရှိတယ်အလုပ်ရှာဖို့ထွက်သွားတဲ့အချိန်ခုနကလုံးပဲကောင်းတဲ့ဘန်ကောက်မြို့ကြီးကလူတွေကားတွေဆိုင်ကယ်တွေရဲ့စူညံတဲ့အတန်နဲ့ကောင်းမော်ကနဲ့ထိုးတဲ့နေကြောင့်ငဲပြည်ကြီးလိုခံစားနေရတယ် အေး bro အလုပ်ရှာပေးထားရနော်မနေ့ပြန်ဒီနေရာကိုသွားကြည့်လိုက် location ထားပေးလိုက်မယ်နော် ။အော်ကျေးဇူးပဲမနေ့ပြန်သွားကြည့်လိုက်မယ်နော်။ကျေးဇူးပဲကွာ။အလုပ်ရတော့မှဆိုပြီးနှလုံးခုံလုံးကညံလာတယ်။အင်တာဗျူးအောင်မလားမအောင်ဘူးလားဆိုတဲ့အစိမ်းနဲ့အခန်းအပြင်တော့ထွက်သွားတယ်။ အလုပ်ရပါပြီဆိုတော့အကုန်လုံးအစင်ပြေတော့မှလို့စဉ်းစားမိတယ်ဒါပေမဲ့အလုပ်ရပြီးနောက်ဘဝကတော့စကားတစ်ခုပဲ repeat ဖြစ်နေတဲ့ပုံစံဖြစ်သွားလိုက်တယ်
အလုတ်သွားအခန်းပြန်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 ကျွန်တော်ယူတော်မှာအားကြောင့်မို့ကျွန်တော်အတွက်အချိန်ထုတ်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်